လူမကစားပြီးတော့သွားပြီးကြကိုရောင်ဖြောက်ပြီးထွက်သွားအလေးလားသမီးလေးလားလာမေးတာပါပေါ့ဟဲ့သားလေးမွေးပါတယ်ဒီမှာဆိုတော့ဘလူမကစားပြီးတော့သွားပြီးကြကိုရောင်ဖြောက်ပြီးထွက်သွားပထမကြိမ်တော့သားလေးပျောက်သွားတယ်အိမ်နီးနားချင်းယူတာလို့တရားရောကယူတာလို့တငယ်ချင်းကယူသွားတာလို့ဆွေမျိုးတွေကခေါ်သွားတာလို့ဒီလိုထင်ရတယ်နောက်ကလေးရှာမရအောင်နှစ်ကြိမ်မြောက်လဲဒီအတိုင်းပဲမိဖွားတဲ့ကြိမ်လာပြန်ပြီဘလူမလာစားတော့အဲ့ဒီမှာမြို့သမီးကသတိထားမိတယ်ငါတငယ်ချင်းအပေါင်းအသင်းကငါကလေးကိုလိုချင်လို့ဆိုပြီးတော့ခဏလေးခြီပရသည်နမ်းပရသည်တရားမှမရှိအဲ့ဒီရက်မှာရောက်လာတဲ့မြို့သမီးတယောက်ငါသူ့ကိုတခါမမြင်ဘူးသူလာတဲ့အခါမှာလည်းပဲတခြားလူတွေနဲ့ပုံစံမတူဘူးဘလူကဘလောက်ဖန်ဆင်းသူတော်ကောင်းတို့တွေမျက်လုံးနှစ်ဖူးမောက်မယ်နှစ်ယောင်ကောက်မယ်မျက်ထောက်နီမယ်အရေးမထွက်ဘူးဒါမျိုးလေးတွေရှိမှာကိုဗျဟုတ်လားအဲ့ဒါလေးတွေအကဲခတ်ကြည့်လိုက်တော့ဒါသူလူသားမဖြစ်နိုင်ဘူးဘလူဖြစ်လောက်တယ်ငါဒီနေရာမှာနေပြီးတော့ဒီတိုင်းနောက်တစ်ခါ3ချိန်မြောက်ဖွာရင်လေဒီဘလူးမှလက်စာမိအောင်မယ်အဲကြောင့်သူ့ယောက်ျားကိုတိုင်ပင်ပြီးမောင်ရဲတဲ့ဒီတစ်ခါသားဖွာမယ်ဆိုရင်ကျမအမေစီသွားမယ်ကျမမေတို့ကသာဝတိမြို့လေကောင်မှာဆိုတော့ဘလူးရန်တွေဘာတွေကင်းတယ်မြို့သားကလည်းသဘောတူတယ်ဟုတ်ပါပြီကွာဆိုပြီးတော့3ချိန်မြောက်ရောက်တဲ့ခါကျတော့အဲ့ဒီမှာကိုဝန်ရင်းမှဖြစ်တော့သာဝတိမြို့တဲ့သွားမိဖွာအဲ့ဒီချိန်မှာပြိတ္တိဘလူမကလည်းဝတ်တဝန်နတ်မင်းရဲ့တံမှာရေတံတာဝန်ကြတယ်တခါကြာရင်သူက4-5 လကြာတယ်ကိုလေးမလေးကသွားပြီးတော့မိဖွားဖို့တဲ့သူမိဘထံရောက်နေတဲ့အချိန်မှာသူကလည်းပဲဝတ်တဝန်နတ်မင်းကြီးထီရောက်မိဖွားပြီးတဲ့အချိန်ထိသူမပြန်သေးဘူးဟိုမှာမိတွေဘာတွေဖွားပြီးတော့ကလေးလေးနည်းနည်းလေးကြီးလာပြီးနာမကရဏနာမည်ပေးတဲ့မင်္ဂလာတွေဘာတွေလုပ်တော့အဲ့ဒီအချိန်မှာသူကဟိုကဝတ်တဝန်နတ်မင်းထီကဘလူမကလွတ်လာပြီးတော့သူနေတဲ့အိမ်ကိုသွားကြည့်တယ်မရှိတော့ဘေးကိုမေးတယ်ဟဲ့ဒီအိမ်ကဇနီးမောင်နှံဘယ်သွားကြခဏကြိမ်ရှိပြီကလေးလေးတွေဘလူးစားခံရလို့ဒီတခါစားမခံရအောင်သူမိဘထံသွားမိဖွားတာတဲ့ဘေးကပြိတ္တိမသိဘူးဘလူးမသိအဲ့လိုပြောလိုက်တော့ဘလူမကဟဲငါလက်ကညှိလွတ်ရိုးလားငါမရအောင်လိုက်မယ်ဆိုပြီးတခါလိုက်အဲ့ဒီစင်ချိန်မိုးရက်ကွက်ရွာလေးကနေပြီးတော့သာဝတိမြို့ကိုလိုက်ဟိုကလည်းသာဝတိမြို့တဲကနေပြန်ထွက်ပြီးတော့သူတို့ရွာလေးပြန်ကန်ဒီမှာမြတ်စွာဘုရားရဲ့ဇေတဝန်ကျောင်းကြီးနာရေကန်ထဲမှာတို့ရေမိုးလေးချိုးကြအောင်ဆိုသားလေးလည်းရေချိုးပေးအောင်ဆိုပြီးတော့အဲ့တော့သားလေးရေချိုးပေးပြီးတော့မျိုးသမီးကသူ့ချိုးလိုက်အောင်မယ်ဆိုပြီးတော့အမျိုးသားလက်ထက်ကလေးလေးပြီးမျိုးသမီးကရေချိုးမျိုးသမီးရေချိုးပြီးကုန်းပေါ်ပြန်တက်ပြီးကလေးလေးပွေထားပြီးမျိုးသားကအဲ့ဒီမှာရေတဲ့တခါတလက်ပြန်ရေချိုးအမျိုးသားရေချိုးမှနေတော့မှဘလူးကလိုက်လာတယ်ဘလူးကလိုက်လေလာရောလာပြီးမောင်ရဲ့ဘလူးဆိုပြီးတော့အဲ့ဒီမှာကလေးလေးကင်ပြီးတော့ပြေးလိုက်တာသူ့ယောက်ျားသူမဆောင်တော့ဇေတဝန်ကျောင်းနဲ့နီနာဆိုတော့ကျောင်းထဲကိုဝင်ပြေးတယ်ကျောင်းထဲဝင်ပြီးတော့မြတ်စွာဘုရားတရားဟောနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အနိနာသွားပြီးတော့မှမြတ်စွာဘုရားရဲ့ခြေပမိုးပေါ်မှာကလေးလေးကိုတင်ထားလိုက်တာမြတ်စွာဘုရားတပည့်တော်သားလေးကိုမြတ်စွာဘုရားလှူပါတယ်ဘုရားဒီသားလေးကိုမြတ်စွာဘုရားရဲ့သားလေးကိုမှတ်တော်မူပါဘုရားအဲ့ဒီမှာနောက်ကဘလူးကလိုက်လာတယ်ကျောင်းဆောင်နတ်ကနေတားထားလို့ဘလူးမဝင်ခွင့်မရဘလူးမဝင်ခွင့်မရတော့မှမြတ်စွာဘုရားကသိတယ်ချက်သားအာနန္ဒာကျောင်းဆောင်နတ်သူမနာကိုပြောအဲ့ဒီဘလူးမဝင်ခွင့်ပေးလိုက်ပါဆိုတော့မြတ်စွာဘုရားဝင်ခွင့်မပေးပါနဲ့ဘုရားတပည့်တော်သားလေးအဲ့ဒီဘလူးမစားတာ2 ကြိမ်2 ခါရှိပြီးပါပြီဘုရားဒီတခါစားမှကြောက်လွန်းလို့ပါမြတ်စွာဘုရားဝင်ခွင့်မပေးပါနဲ့မြတ်စွာဘုရားကညှိငြိမ်နေပါတဲ့စကားမပြောပါနဲ့ဒီလိုပြောဘလူးမဝင်လာအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဟောတယ်ညီတို့တွေတဲ့ငါဘုရားနဲ့သာမတွေ့ဘူးဆိုရင်တော့မွေနဲ့မွေပါလို့ကဘာတီတဲ့၍ရန်သူတွေဖြစ်နေကြတော့မှာမွေနဲ့မွေပါအခုချိန်ထိတဲ့တယ်ရှိလားရှိဘူးတွေ့လိုက်ရင်ရန်ဖြစ်ဖို့စားဖို့ပဲလေနောက်တကကြီးနဲ့ခင်ဘုတ်ယနေ့ပြောကြီးနဲ့ဇီးကွက်ပေါ့သူတို့လည်းတဲ့တယ်ရှိလားမရှိဘူးနောက်တကဝန်နဲ့ကြို့ပင်ဆောင်နာသူလည်းတဲ့တယ်ရှိလား
သူတို့ကပ္ပယံနေဖြစ်တယ်လို့ညီတို့နှစ်ယောက်လည်းပဲကပ္ပယံနေဖြစ်ပြီးဘယ်တော့မှငြိမ်းကြမှာမဟုတ်ဘူးဘယ်တော့မှငြိမ်းကြမှာမဟုတ်ဘူးယံဟာယံတော့မူရင်ဘယ်တော့မှယံမငြိမ်းဘူးတဲ့မြတ်စွာဘုရားကဒါလေးပြောပြဝေရာနိယံတို့သည်ဝေရေနယံတို့မူသည်ဖြင့်ကုရာဇနတယံတဆင့်မြာနာဟိသမ္မန္တိဘယ်တော့မှမငြိမ်းကြဘူးဝေရေနယံတို့သည်အဝေရေနယံတို့မမူသည်ဖြင့်သာလျှင်ဝေရာနိယံတို့သည်ကုသမ္မန္တိငြိမ်းကြလေကုန်၏ယံကိုယံနဲ့တုံလျင်နေရင်ယံငြိမ့်နေဆိုယံငြိမ့်နေဆိုတာမရှိဘူးပေါ့ဒေါသကိုဒေါသနဲ့ညီတို့တွေတုံ့ပြန်ပြီးနေလိုက်ကြတာပဲဝန်နဲ့ကြို့ပင်ဆောင်နှက်မတည့်ကြသလိုပဲကြို့ပင်ဆောင်နှက်ကြို့ပင်ကြီးကစောင့်နေတဲ့နတ်ရှေ့မှာတစ်ခုတ်သမားတွေကလာဟာဘာဖြစ်တော့မေးလိုက်တော့တဘိုးတုံးကြီးကျိုးသွားတဘိုးတုံးကျိုးတော့နောက်တော့လက်ဝင်ရိုးကျိုးတဘိုးတုံးကျိုးတော့ဘယ်အသားခုတ်ရကောင်းမလဲမေးဝန်ကပြောတယ်ကျိုးပင်ရဲ့အသားအကောင်းဆုံးပဲဗျာဟုတ်လားကွာဆိုကျိုးပင်ကြီးခုတ်လိုက်ကြတော့ကျိုးပင်ဆောင်တာကဒေါကန္နာဒီဝန်ကြောင့်ဖြစ်တာဒီကောင်ရှာရှည်လို့ဟုတ်လားဟာအဲ့ဒီမှာတဘိုးတုံးတွေလက်ဝင်ရိုးတွေခုတ်ပြီးတော့လက်ကြီးပြန်တက်ပြီးမောင်းမယ်လို့တက်ကလက်ဝင်ရိုးနဲ့ဒီအောက်ကလက်အိမ်ကဘာခေါ်လဲမသိဘူးအဲ့ဒါခြီဖို့လေအဲ့မှာကျိုးလိုနေတယ်အဲ့ကျိုးမခိုင်တဲ့အခါဘာလို့อ่ะကောင်းမလဲအမလီအဲ့ဒါဝန်ရဲ့စီကအကောင်းဆုံးညဟိုကကျိုးပင်ဆောင်နှက်ကပြောတာလေဟာဒါဆိုဝန်ကြီးသကွာဆိုတော့ဝန်ကြီးလည်းသေရောသစ်ပင်ကြီးလည်းလဲတယ်မလားဖြစ်လေရဘဝတိုင်းမှာသူတို့ညောင်ဘယ်တော့မှပြေးလဲတယ်မရှိဘူးမင်းငါကြောင့်သိရမယ်ငါလည်းမင်းကြောင့်သိရမယ်မင်းကြောင့်ငါသိမယ်ငါကြောင့်သိရမယ်နဲ့တယောက်ဒေါသတွေရှင်ပြိုင်လိုက်ကြတာငြိမ့်တယ်ကိုမရှိဘူးပေါ့ဒါပြောချင်တာဟုတ်ပြီလားအခုလည်းညီတို့နှစ်ယောက်လည်းပဲတဲ့ဒေါသတွေနဲ့ရှင်ပြိုင်ပြီးလာလိုက်ကြတာငြိမ့်တယ်ကိုမရှိဘူးမြတ်စွာဘုရားကအတိတ်ကြောင့်နေဆောင်းပြီးတော့မှညီတို့နှစ်ယောက်လေးတဲ့ဟောဒီသာဝတိမှာပဲဘာမှကြာသေးတာမဟုတ်ဘူးညီတို့တွေဖြစ်လိုက်ကြတာများတအိမ်ထဲမှာဇနီးမရညီမသွားပြီးတော့ဖြစ်ကြအဲ့ဒီမှာကြီးမကအငယ်မကိုတတ်လို့သေခဲ့ပြီးပြီသေကဏိကာလမှာငါသူ့ကိုနိုင်တဲ့လူဖြစ်ပြရသေးပြန်ဆူတောင်းလို့ညီဆူတောင်းပြစ်ပြီးတော့မှအဲ့ဒီအိမ်မှာတဲ့ညီကကြောင်မကြီးဖြစ်သူကကြက်မဖြစ်ပေါက်သမျှကြက်ကလေးတွေညီခုတ်သက်စားလို့အဲ့ဒီဘဝကလည်း၃ချိန်၃ခါသူတို့တွေသေခဲ့ရပြီးပြီကျက်မကြီးသေကဏိဆူတောင်းလိုက်တဲ့အခါငါလည်းညီနိုင်သူဖြစ်ပြရသေးဆူတောင်းတော့ကျက်မကြီးကကျက်သက်မကြီးဖြစ်ညီကတော်ထဲမှာသွားသမင်ဖြစ်ညီမွေးသမျှသမင်ကလေးတွေကိုသူစားတယ်၃ချိန်၃ခါမြောက်ညီပါစားခံရတယ်လေဟာငါလည်းပဲသူ့ကိုပြန်စားနိုင်သူဖြစ်ပြရစီဆူတောင်းလိုက်တော့အခုတော့ညီကဘလူးမှဖြစ်သူကဒီမဲ့လူလာဖြစ်ကြပြီငါဖယားနဲ့မတွေ့ဘူးဆိုရင်ညီကိုမြတ်စားရင်ဒီတစ်ချိန်စားရင်ကလေးနဲ့တကွညီပါစားတော့မှညီပြန်ဆူတောင်းရင်ပြီးနိုင်ဖွယ်ရာအကြောင်းမရှိတော့ဘူးအဲဒါကြောင့်နာယိဝေရေနာဝေရာနိသမ္မန္တိရကုရာဇနံအဝေရေနဇာသမ္မန္တိဧသဓမ္မောသနန္တနောဣရာဤလောက၌ဝေရေနယံတို့မူသည်ဖြင့်ဝေရာနိယံတို့သည်ကုရာဇနံတရားတစ်စင်းများနာယိသမ္မန္တိမငြိမ့်ကြလေဘူးအဝေရေနဇာယံတို့မမူသည်ဖြင့်သာလျှင်ဝေရာနိယံတို့သည်သမ္မန္တိငြိမ့်ကြလေကုန်၏ဧသောဤသို့ယံတို့မမူသည်ဖြင့်ယံရဲ့ငြိမ့်ခြင်းဆိုတာသနန္တနောရှေအစဉ်လာဓမ္မတာဖြစ်ပါပေ၏ရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကဒေသေတိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်း